အခုလိုတရားထိုင်တာနဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အတွက်ကြောင့်ကိုအကျိုးရှိတဲ့အလုပ်ကိုလုပ်ဆောင်နေကျွန်တော်ပြေဝကြည့်ပါတယ်။အခုလိုမျိုးစိတ်ပါဝင်စားစွာမေးမြန်းတဲ့အတွက်ကြောင့်ကျေးဇူးများတင်ပါတယ်။အဲ့တော့ဒီတရားကဒီကြာလေးမထိုင်နိုင်ဘူးเนาะတရားစကန်လေးဝင်တကယ်တော့အဲ့လိုမျိုးဒီကျွန်တော်ရေးထားတာတကယ်ကိုကောင်းပါတယ်။ကိုကတရားလက်ထိုင်နေတယ်ပြီးတော့ဒီတရားစကန်လေးဝင်နေတယ်ပေါ့เนาะဒီစိတ်လေးဖြစ်နေတာအရင်ကောင်းပါတယ်။တကယ်လုပ်ဖြစ်ဖို့လည်းကျွန်တော်နေတိုက်တော့ပါတယ်ဒီနေရာမှာကျွန်တော်အတွေ့အကြုံလေးနဲ့နည်းနည်း sharing လုပ်ရရင်ဒီကျွန်တော်ငယ်စဉ်ခါတုန်းကပေါ့နော်လူငယ်ဘာသာဘာဝကျွန်တော်လူကြီးတောက်တဲ့အချိုးတွေတောက်ခဲ့တယ်တောက်တာလည်းများတယ်ပေါ့နော်အဲ့တော့များခဲ့တဲ့ခါကျတော့ကျွန်တော်မှာဘာပြဿနာဖြစ်လဲဆိုတော့ဒီ uric acid ထားတယ်နော်ဟိုအများကတော့ဒီမှာ God yoga လို့လည်းပြောကြတာအဲ့တော့အဲ့ဒီဟာဖြစ်လိုက်ဆို6လောက်ကလုံးဝမခံနိုင်ဘူးကျွန်တော်အဲ့တော့ uric acid ထားတာများလာတဲ့ခါကျကျွန်တော်မှာဘာဖြစ်လဲခြေမျက်စိရယ်ဒီဘယ်ဘက်ဒူးရယ်ပေါ့နော်အဲ့ဒီမှာတော်တော်လေးရောင်တယ်တော်တော်လေးတန်ထိသွားတယ်အဲ့လိုဒီလိုမျိုးတန်ထိသွားပြီဆိုရင်သူကဖြစ်ဘူးရဲ့သူတွေသိပါတယ်အဲ့ဒီနေရာပြန်ပြီးတော့နားတတ်တယ်အဲ့တော့ကျွန်တော်ဒီတရားစထိုင်တဲ့အချိန်မှာအဲ့ဒီပြဿနာအဲ့ဒီဝေဒနာတော်တော်ခံစားရတယ်ထိုင်ပြီဆိုတာနဲ့ကျွန်တော်ခြေမျက်စိကညာဘက်ခြေမျက်စိကသူများနဲ့မတူဘူးပို့ပြီးတော့ငေါ်ထွက်နေနော်ငေါ်ထွက်နေတဲ့အခါကျတော့တရားထပ်ပြီးတော့ဒီလိုထိုင်လိုက်ပြီးတော့အရင်ခံစားရတယ်ဘယ်သူကနားတဲ့နေရာလည်းပို့ပြီးတော့ခံစားရတယ်အဲ့တော့ကျွန်တော်မှအဲ့ဒီပြဿနာလေးကျွန်တော်မှရှိခဲ့တယ်ရှိခဲ့တဲ့အချိန်မှာဒီနည်းနည်းလေးထူးခြားတာလေးတစ်ခုကဘာလဲဆိုတော့တရားထိုင်နေစဉ်အတွင်းမှာဒီအစပထမပိုင်းတော့တော်တော်နာတာပေါ့နော်မှတ်ရတာအဲ့တော့တရားမှတ်တဲ့ခါကျတော့နာတဲ့နေရာကိုဝေဒနာကိုကြည့်မှတ်ဆိုတော့ဒုက္ခဝေဒနာပေါ့နော်နာကျင်တဲ့ခါကျတော့အဲ့တော့ဒီဟာကိုကြည့်ပြီးတော့မှတ်တဲ့ခါပို့ပြီးတော့နာလာတာကြီးဖြစ်ရတယ်နော်ပို့ပြီးတော့နာလာနောက်ပိုင်းမှာတော့ဆရာနဲ့အနည်းစနစ်တကျပေါ့ဟိုသူချာလေးလာပြီးတော့ပြီးခံတယ်မှန်နဲ့အဲ့ဒီနေရာကကျွန်တော်နာပေမဲ့လည်းသူ့ကိုလေးလူရှုနိုင်တဲ့စိတ်ဖြစ်လာတယ်ပေါ့အဓိကကျွန်တော်ဒီမျှဝေချင်တာလေးကဘာလေးလဲဆိုတော့နာကျင်မထိုင်နိုင်ထိုင်နေရရှိတာထိုင်ကျွန်တော်အရင်တော့ဆိုတင်မလီကိုထိုင်ဖို့တော်တော်လေးခဲရင်းနဲ့နေသားမှတူရှိခဲ့တယ်အဲ့နေသားကနေမှတခြားကိုတကယ်ကိုဖိပြီးထိုင်ရင်းနဲ့မှတကယ်ထိုင်နိုင်တဲ့အနေထားဒီတခုဖြစ်လာတာနော်အဲ့တော့တရားစကန်ဝင်တာလည်းကောင်းပါတယ်ဟိုနီးစရာကိုနဲ့တင့်တော်တဲ့ဒီတရားစကန်ဘယ်မှာပဲဝင်ဆရာတွေရှိမှဆရာတော်တွေရှိမှဒေချာလေးနီးစနစ်လေးဒီမေးမြန်းပြီးတော့ဆရာတွေညွှန်ကြားတဲ့အတိုင်းပဲထိုင်မယ်ကိုကထိုင်ခြင်းစိတ်တစ်ခုတည်းဝယ်ထည့်ထားပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့ဒီခုနနာကျင်နေကြာမထိုင်နိုင်ဘူးဆိုတဲ့ဟာကလည်းဒီကြော်လွန်သွားမှာပါအဲ့တော့အခုလိုမျိုးဟိုတကယ်ကိုအများသူငါသိဖို့အတွက်တကယ်ဒီတရားထိုင်တာနဲ့ပတ်သက်တဲ့မိကုန်းလေးတွေမေးပြီးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်လေးစားပါ